အားလုံးတော့မချစ်ကောင်မင်္ဂလာပါလို့နောက်စတဲ့မှာဒီတော်လေးမှာကျွန်တော်ဗီဒီယိုဖိုင်လေးလောက်ပြီးတော့တန်ပေးတာဖြစ်တယ်နော်ဒါတော့9မိနစ်ပြအောင်ရောက်ရှိနေတဲ့အခါမှာမလွန်လင်းအာရုံတက်တက်နဲ့ရောက်တော့ကျွန်တော်ဒီနေရာလေးကိုဒီရဲလေးမှာပေါ့နော်လာပြီးတော့ရိုက်ပေးတာဖြစ်တယ်ကျွန်တော်နဲ့အတူပေါ့နော်ကျွန်တော်နဲ့အတူကိုယ်သူလည်းယူလို့ရလို့နော်ရှုပ်ကိုကြိုးလေးလည်းရလာဖြစ်တယ်ဒါလေးကိုဗီဒီယိုဖိုင်လေးရိုက်ပေးတာဖြစ်တယ်နော်ဗီဒီယိုဖိုင်လေးလာပြီးတော့ TikTok ဗီဒီယိုဖိုင်လေးဖြစ်ကျွန်တော်ရိုက်ပေးတာဖြစ်တယ်ရိုက်ပြီးတဲ့အချိန်မှာကျွန်တော် TikTok ဗီဒီယိုဖိုင်လေးကနေစပြီးတော့ကျွန်တော်ရဲ့ YouTube လေးကျွန်တော်ရဲ့ video ကျွန်တော်ရဲ့ YouTube လေးရောကျွန်တော်ရဲ့ TikTok လေးမှာပါကျွန်တော်ရဲ့ Facebook လေးမှာပါတခါလေပြန်လဲပြီးတော့တင်ပေးမှပါလေဒါလေးလေးဒါတော့ငါမီနာရဲ့ဖေရရဲ့ကြောင်ပွားလက်ထမှာလာပြီးတော့ရဲပြထားတာဖြစ်တယ်နော်ဒါတော့ရှင်းလို့လဲဆိုတော့လူတိုင်းတော့ရောက်တဲ့သူချေကျွန်တော်ရဲ့ TikTok ကော့တယ်မှာရှိတယ်မိုက်ဆွတဲ့ရောက်တဲ့သူရှိလို့မရောက်ဘူးတဲ့သူလေးရှိတယ်ဒါဆိုရင်ကိုရောက်ကျွန်တော်တို့ရောက်လာတဲ့အခါမှာမိုက်ဆွတို့လည်းမြင်အောင်ပေါ့နော်ကျွန်တော်ဗီဒီယိုဖိုင်လေးစေတနာပပလေးနဲ့လောက်ပေးထားလိုက်ငါမင်းနာဖေအားပေါင်းနေပါဒါရှိတဲ့ကောင်ကြောင်းအောက်မှာပေါ့နော်ရှိတဲ့ကောင်ကြောင်းအောက်မှာဖြစ်တဲ့အတွက်ရှိတဲ့ကောင်ဖေအားလောက်ပြီးတော့ဆက်ပြပါပြပါတယ်ကြောင်းရှိတဲ့ကောင်နော်ရန်ကောင်ရှိတဲ့ကောင်လူမျိုးကျွန်တော်မြန်မာပြည်ဖေအားလူမျိုးပေါ့နော်ငါမင်းနာဖေအားကိုရောက်ရှိနေတဲ့အချက်လေးမှာတိုင်ပေးတာတဲ့ကျေးပေးထားတာဖြစ်တယ်နော်မဲဆိုတော့ဒါဆိုရင်လူတိုင်းမြင်တဲ့သူတိုင်းပေါ့နော်ကြည်နေလို့ရတယ်ဘုံမျိုးပတ်သားလို့ရပါတယ်ဆိုတဲ့ကြောင့်လာရောက်ပြီးတော့ပြပါပေးတာ